ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့နေပြည်တော်ဥတ္တရသီရိမြို့နယ်မှာကပ္ပစ73ကဗိုလ်မှူးဖြိုးမင်းကျော်တက်ချက်အောင်စောနိုင်နဲ့ရဲထုတက်ချက်ထွန်းပြည့်စုံတို့ကိုငွေကျပ်3,200ကျော်နဲ့အတူဖမ်းဆီးရမိခဲ့တော့လေစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်3ဦးစလုံးတေသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ19ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီဌာနချုပ်ရုံးဆိုင်ရာနေပြည်တော်တိုင်းဥတ္တရသီရိမြို့နယ်လမ်းပိုင်းတနေရာမှာ OPRF PLA အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူလွတ်မြောက်ရေးတပ်တော်ကရဲဘော်များကအချိန်3နာရီကျော်ကြာအောင်ထိန်းချုပ်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ဆေးနေတဲ့အချိန်မှာဗိုလ်မှူးဖြိုးမင်းကျော်အပါအဝင်3ဦးစလုံးကိုစစ်အုံဆောင်ပစ္စည်းများနဲ့ငွေကျပ်3,200ကျော်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်တုံးမှန်3ဦးစလုံးကိုဖမ်းဆီးရမိပြီးပြန်လည်ဆုတ်ခွာလာတဲ့အချိန်မှာစစ်တပ်ကလိုက်လံတိုက်ခိုက်မှုကြောင့်အဲ့ဒီစစ်တုံးမှန်3ဦးစလုံးသေဆုံးသွားတယ်လို့သိရပါတယ်။ဖမ်းဆီးရရှိခဲ့တော့လေစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်တေဆုံးသွားတဲ့စစ်တုံးပန်း3ဦးဟာအမှတ်73ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ73ကဗိုလ်မှူးဖြိုးမင်းကျော်အမှတ်910စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတပ်ခွဲ3ကတက်ချက်အောင်စောနိုင်နဲ့ရဲထုတက်ချက်ထုံးပြည့်စုံတို့ဖြစ်တယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့တွေကစစ်တုံးပန်းများကိုဖမ်းဆီးပြီးတော့အပြန်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာဖမ်းဆီးရရှိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးစလုံးတေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတို့နဲ့အတူပါလာတဲ့စစ်ဘက်ဆိုင်ရာအသုံးဆောင်ပစ္စည်းများငွေကြေးအပြည့်စုံအပါအဝင်ကာလတန်ဖိုး3,200ကျော်ကိုပါသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။နေပြည်တော်နဲ့25မိုင်လောက်ဝေးတဲ့နေရာမှာတိုက်ပွဲထပ်ဖြစ်တာပါ။စစ်ခွေးတွေကိုမိတာကကားနဲ့လာတဲ့အချိန်မှာဖမ်းမိတာပါ။အဲ့ဒီနေပြည်တော်လမ်းပိုင်းမိုင်25ဝန်းကျင်မှာပါပဲဗိုလ်မှူးကိုဖမ်းမိပြီးတော့အပြန်မှာဖြစ်တာပါလို့အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူ့လွတ်မြောက်ရေးတပ်မတော် OPRF PLA တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းလှုပ်ရှားမှုကို OPRF PLA အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူ့လွတ်မြောက်ရေးတပ်တော်ကရဲဘော်များကတပ်တွင်းတွေကဖျဲသီးသတင်းပေးများရဲ့တိကျသောသတင်းအချက်အလက်များပေါ်အခြေခံပြီးတော့ဝင်းရောက်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအားလုံးအထိကိမရှိဘဲနဲ့အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။